ကိုလည်းအားပေးကြပါအခုဆာကူရာမှာအဲ့ဒီအစ်စ်တွေထွက်နေပြီနှစ်ခုအောင်ထွက်နေပြီနော်ဟဲ့ဒီအစ်စ်တွေထွက်နေပြီသိကြလားဒီမှာ5ရယ်4ရယ်ထွက်နေပြီနော်2တွေရောထွက်နေပါပြီရှင်3တွေကတော့ငကိုတွေကထွက်နေတာဒီမှာကြည့်ရောနှစ်ကိုတွေကထွက်နေရလားအခုထွက်နေရလားမသိကြဘူးကွယ်အဲ့တော့ချိန်ရအရန်ပျော်ပါပြီယေအရင်ပြောပါရဲ့ရှင်တော်ပြောပါရဲ့အင်ကြီးလေးနှစ်ခုအောင်ထွက်တယ်ကျမခင်လေးချင်းပြောတာလေတငယ်အကြောင်းကြီးမှာပြောတာဒီကကျအကြောင်းမှာပြောတယ်နေနဲ့ဆာကူရာဝင်ကြီးလိုက်တယ်အင်ကြီးနှစ်ဆုံးတော့ထွက်နေဟုတ်ကွာအရင်ပြောပါရဲ့ပြီးတော့ရှေ့တော့လေးလည်းထပ်နေပြီတဲ့ဟုတ်လားမဟုတ်လားဆိုတာချိန်လို့စနေကြအောင်သူကလေတကယ်ပြောတာတော့အဲ့တော့ဟုတ်တယ်နှစ်ခုတော့ဒီမှာအင်ကြီးကထွက်နေပြီအရင်တော့ဆိုအဲ့လိုထွက်ဘူးနော်ရှင်းလို့သိကြရမလားရပတ်ဖတ်ကိုကြော်ပါရဲ့ရှင်အဲ့ဒီနှစ်ခုတော့ထွက်နေပြီလိုက်ပြီးတော့ပေါ်ရွှေထုံးနဲ့မမလေးရွှေထုံးရှိတ်ကြည့်မှတော့မရှိလို့ရှင်အကောင်မပါရီပဲချာဟာဒီမှာဝဝရုပ်လေးထွက်နေပြီတွေ့လားဒီမှာဝဝရုပ်တကားမှမထွက်ဘူးကင်မရာရိုက်တဲ့ဥစ္စာလေးရောအိုးတွေ့တယ်နော်အိုးချိတ်တကယ်ချင်းပြောမှန်လိုက်တာတကယ်ဥစ္စာကူရမှာတော်ထွက်နေပြီပဲသူပြောမှန်တယ်ချစ်တယ်တကယ်ချင်းရချစ်တယ်ရချစ်တယ်အမတကယ်ရချစ်တယ်ဒီမှာဝဝရုပ်လေးတွေတွေ့လားဝါးကြောက်ရအရင်တော့ဒီလောက်ပဲရှိရပုံလားအခုဝါး Oh my god ဟဲ့လွေးတယ်အများကြီးပဲမရရှေးကြောက်လိုက်တာရှေးတခါရှေးတို့တွေ့ထားရလားသိလားမသိလို့ရှိရင်မနော်ကြည့်လိုက်မလွေးတယ်အများကြီးပဲထွက်နေပြီဟင်းလေးရောအများကြီးပဲထွက်နေပြီလားမသိကြည့်ရအောင်ရှေးရောပြောရင်ဆော့မယ်တင်မယ်ရှင်တို့ကိုကျမလာကြွားမယ်ရေးရှေးတော့ဘာပါလဲမသိချေရဲ့ပြောနေ Oh my god လောကကြီးကြီးစိတ်ပါပေါက်သွား Okay ဘာမှလည်းဟိုဒီမှာခဏမျိုးဟင်းနေတိထွက်လာဟောဟင်းနေကတော့တင်ထွက်ပါဘူးဒီကဒီတိုင်းပါပဲလူပလော့လေးလည်းစော့မုံပေါ့နော်ချိန်ရဒါလေးမမြင်ဘူးသလိုပဲအဲ့ဆိုတော့တိထွက်တာပဲဟုတ်တယ်တိထွက်လာလားမသိဘူးလားတိထွက်တာမလေးဟဲ့ဖိနေလက်ကောင်ဝါအရင်မှပြောပါရဲ့ရှင်ဝါကနေပါဖြစ်သွားတယ်ဒီမှာစမကင်မရာပါရိုက်လို့ရနေပြီနော်အရင်တော့အဲ့အရုပ်တွေပါရင်မရှိဘူးနော်ရှင်တို့ကိုယ်တိုင်သိရနော်အခုကြည့်တော်ထွက်နေပြီအင်းကြီးလည်းနှစ်ခုရောက်ထွက်နေပြီရိတ်ဒါငကူရီရထွက်နေဟုတ်တယ်မလားဟုတ်ဒါဟုတ်ပြီဒါလည်းတစ်ထွက်တာပဲဝါအဲ့ဆိုချေရိုးအဲ့ဒီထဲမှာတွေရောဘာတွေရှိနေလဲဆိုဆက်စုကြည့်မယ် Okay ready let's go နာချင်တော့အောက်ဆုံးမှာထွက်တာနော်နာချင်တယ် ready let's go အလားဆုံးမင်းစင်မှာငါပါမလို့ဒီမှာရတိတ်မထွက်ဘူး ID ရောထွက်လာမသိမျက်စိတွေကထွက်ကုန်မထွက်ဘူးငါရမ်းတာဆိုင်နော်ကျောင်းကြည့်အောင်မချိန်လေတခြားလေးဒါအိမ်မဲဟောယောအော်ဒါတော့မပြောင်းဟုတ်တယ်ဒါတော့မပြောင်းဟိမိချူတိုင်းနကလိုက်ခဲ့သူမရှမ်းလိုက်နေကဲတော့ပြီလေပြန်ကြောက်လိုက်တော့မယ်လေတော့ပြီလေချီချောင်းရထားလိုက်တော့မိုက်တယ်နော်ဒီကဲပဲလို့ချိတ်ရအရင်တိုက်ရတယ်မနော်ချိတ်ကွာအပေါ်ခန်းနေပါရောပြောင်းရလားမသိဘူးချိတ်ရလေဒီကူပဲပြန်တယ်ကြည့်ကြည့်အောင်မချိတ်စပင်းနေပါရောအသိထွက်လာမသိစပင်းကကြတော့တိမထွက်ဘူးဟုတ်တယ်စပင်းကတိမထွက်ဘူးရဒီတိုင်းပဲချူတဲ့နကလိုက်ခဲ့သူနာမရှမ်းလိုက်နေအဲ့ဒီအပေါ်ကနေပါများရှိသေးလားမသိအပေါ်မှာလေရှိတယ်နော်ရှိမှာပေါ့နော်
ဒါဆက်စုရမရှိဘူးဒီမှာနော်ချေကတက်တည်ပြရနော်ရှင်တို့အရင်တော့ဆော့အဲ့လိုမျိုးအင်ဂျီပါရှိလာပြော5 hall ကတည်းပါလေမရှိဘူးလားကျမရှိရဲ့သူပြောဗမာလဲရွှေတုံးတွေပါတယ်တလောင်းသားမှငါ့လာလိမ့်နေစောင်းနော်နာညီမရတဲ့ထွက်တာလားမသိကျရတာတခုမှမလုပ်ပါသေးဘူးမိချတဲ့ငါမကလိုက်ခဲ့တနမရှမ်းလိုက်နေโอเคဗျာတစ်ထွက်တယ်ဆိုတော့လည်းအရင်ပြောရတာပေါ့နော်ဟုတ်တယ်မလားပြောရတယ်လေတစ်ထွက်တော့ကိုတက်တက်လေးထွက်တော့လေဆာကူရာမှာတစ်ကလေးထွက်နေပြီတဲ့ငါလည်းမကြောက်မထွက်ဟေးပြလေးချစ်ဖို့ကောင်းတယ်နီးလေးလိုက်မယ်နီးအောင် favorite ဆိုတော့လေโอเคဗျာ cherry camera ရ immersion တော့ကုန်ရှက်ညိုလေးထားလားနော်ရှက်လှလေးနေတဲ့တခြားရိုက်ပေးမယ်ရှက်ချီတခြားနေတဲ့နော်လိုက်ပေးမယ်ဟာလိုက်တော့ထွက်တော့အောက်ကနေကြိုင်မယ်တော်လေးအယုတ်ဝင်လေးကစ်ဟိမိချတဲ့ငါနောက်ကလိုက်ခဲ့သူနောက်မှရှောင်းလိုက်နေအိုးမိုက်လိုက်တာချိန်တစ်ခါဒါဟိုလေချိန်လေးလာပြောပြမယ်ဒါလေးဒီလားချိန်နော်ဆဆချင်းတော့အဲ့ဒါလုံးဝမသိဘူးအခုလွဲကြည့်ပါပြောင်းလို့ရနေပြီရှင်တို့ရဲ့စာကူတာကြီးอ่ะကွာအရင်ကမိုက်အပြင်မှာရောဘာတွေဖြစ်နေလဲဆိုတော့တက်ကြည့်မယ်ဒီရချိုးကန်ထဲမှာဒီရချိုးကန်တော့ပုံမှန်ပဲဒါလေးလည်းပုံမှန်ပါပဲအင်ကြီးလေးထွက်သွားတာပဲရှိရအပိုင်းမှာရှိလားမသိဘိုင်းမှာရှိခဲ့လားဘိုင်းမှာရှိလို့ရှိရင်ပြောနော်ဘိုင်းရေဘိုင်းကိုအင်ကြီးဘိုင်းရကြတဲ့ချိန်နဲ့လုံးဝမပတ်သက်ခဲ့တော့လေဘိုင်းနဲ့တခါမှကွာလို့မဆော့ဘူးတော့မေတာချစ်တယ်မေ sorry နော်မထွက်ပါဘူးရှင်ဒီတိုင်းပါပဲရှင်မင်းပြေးလိုက်တော့နေမှာနေဟုတ်တယ်โอเคဗျာအဲ့ဒါတက်တာပါဘူးစိတ်ကူရတက်ကြည့်ရမယ်ငါတက်တာပါလုံးနဲ့ဒီအဲ့ယူမကမှာရောမုတ်ဆိုင်လေးတွေဖွင့်ချလာမုတ်ဆိုင်လေးမှာမုတ်တွေပါပြောင်းသွားမှမသိကြည့်အောင်ရှင်တို့လောက်ကြည့်အောင်နော်အခုမှစားဆိုးတဲ့လူရတော့ချိန်လည်းမသိဘူးရလောက်မယ်တော့ထင်တာပဲမကလေးအမကြီးအသိထွက်လာထွက်တယ်မလဲစားကြည့်မယ်ဟုတ်တယ်မယ်လေစကားခွင့်ပါမယ်စကားခွင့်ဟုတ်တယ်အင်္ဂလိပ်ပဲပြောင်းသွားတာပါကျွန်တော်ကတော့ပြောင်းဒါကြကိုမကိုရှောက်လောက်ထားတာ ID နဲ့ဒီအိမ်ဒီလားရှင်းနေပြီရှင်းနေသူရဲ့အိမ်လေโอเคအဲ့ဒါဆိုရင်တော့တက်တာပါလိုက်လောက်ကြည့်အောင်နော်ဒီမှာချက်လို့အားလေးပေးကြပါအောင်ပြင်ပြလို့ blog လေးလည်းစော့ပြီးတင်မယ်ပြီးတော့ blind box ကလေးရောင်းတာမုတ်ကလေးရောင်းတာကိုလည်းတင်ပြီးပါမယ်ပေါ့နော်ချေကြီးရဲ့ပေါ့နော်ချေကြီးရဲ့နမေလေးရောချေကြီးရဲ့အသက်ကလေးရောချေကြီးရဲ့ပေါ့နော်ကြောင်အတန်းပေါ့နော်ပြောပါမယ်အခုချေကြီးတက်ကကြတော့10နှစ်ပါငယ်သေးရနော်ချေကြီးတက်က10နှစ်ပါပြီးတော့နမေလေးပမာနမေလေးရကြတော့မက်ခိုင်ရစ်စုပါပြန်ပြောမယ်နော်မက်ခိုင်ရစ်စုပါအတန်းလေးရကြတော့2တန်းပေါ့နော်ပြီးအခန်းမှာအေးခန်းမဟုတ်ပါဘူးစားမတော်ပါဘူးရှင်အားကြောင့်မလို့ပြီးခန်းလေးကိုပေးထားပါရှင်နောက်နှစ်ပတ်ကြာရင်တော့ဆောင်းမွေးချစ်ဆောင်းမွေးတော့နှစ်ပတ်လို့တည်းရ
လားလို့ဒီနှစ်အခုပဲအများကြီးကြံသေးရပေါ့နော်နှစ်လတော့ဖြေရအောင်မချိန်တော့အဲ့တော့ပေါ့နော်3နှစ်ရအောင်လဲဆူတောင်းပေးပါရှင်ချဲကိုချစ်တယ်ဆိုရင်ဆူတောင်းပေးအခုချဲကြီးကိုချင်းနမဲလေးလည်းပြောပြီးသွားပြီဆိုတော့ချဲကြီးဒီထဲမှာတော့ချဲကြီးတို့မတုံးပြတော့ပဲနဲ့ချဲဆိုပြီးတော့ပါဇက်ကတော့ရောင်ပြီးထွက်မယ်အဲ့ဒါကိုတော့တိခန့်ပြီးတော့ကြည့်ပေးပါနော်ပေါ့နော်ခိုင်လို့ပဲပြောမယ်ပေါ့နော်ခိုင်လို့ပဲပြောမယ်ခိုင်မြင့်ဆိုကြမကောင်းလေဟုတ်လားအားကြောင့်မလို့ချိန်လို့မပြောဘဲနဲ့ခိုင်လို့ပြောမယ်ဒါပေမဲ့ပါဇက်ကနေရောင်ပြီးတော့ချိန်လို့ပြောမိသွားဆိုတော့လေတောင်းမှန်ပါတယ်ရှင်တတာအခု live လုပ်ကြည့်လိုက်အောင်နော်